ပြီးနောက်တစ်ခါမှသူဟာမတိတဲ့ကဘာတစ်ခုတည်းကိုထူးဆန်းစွာပျောက်ကွယ်သွားတဲ့တောအုပ်ထဲမှာလူတစ်ယောက်ဟာရုတ်တရက်ရွှေပန်းကံလုံးတစ်လုံးကိုတွေ့လိုက်တယ်သူကောက်ယူလိုက်တော့ထူးဆန်းစွာစိတ်ဝင်စားစရာကောင်းနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အိမ်ပြန်ရောက်တော့သူ့ရေးစားကိုသူထေးတစ်ယောက်ရဲ့ရင်ခွင်ထဲမှာဖတ်ထားတာကိုတွေ့လိုက်ရတော့သူ့အသက်ရှူရက်သွားတယ်သူထေးကသူမကိုရက်ဆက်စွာပါရိုက်ပြီးမြေပြင်ပေါ်ပစ်ချလိုက်တယ်သူမရဲ့ပါဆက်ကသွေးတွေကရွှေပန်းကံလုံးထဲကိုတိုက်ရိုက်စီးကျလာပြီးနောက်တစ်ခါမှသူဟာမတိတဲ့ကဘာတစ်ခုတည်းကိုထူးဆန်းစွာပျောက်ကွယ်သွားတယ်အဲ့ဒီမှာချုံမြင်တဲ့အနက်ရှိတဲ့အဝတ်စားတွေကိုကောက်ယူလိုက်တယ်ဆေးပြားတစ်ပြားနဲ့ကြောက်စိမ့်ဆွဲကြိုးတစ်ချောင်းကိုလည်းကောက်ယူလိုက်တယ်တကယ်ကဘာကိုပြန်ရောက်တာနဲ့ဘာမှမစင်စားပဲဆေးလုံးကိုမျိုးချလိုက်ပြီးနောက်တစ်စက္ကန့်တွင်းမှာပဲသူ့ခွန်အားကတရားဆက်တိုးလာတယ်သူ့မျက်နှာကကြည်လင်လာတယ်ပြီးတော့ကြောက်စိမ့်ဆွဲကြိုးကိုရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုယူသွားတဲ့ဆိုင်ရှင်ကဆွဲကြိုးကိုတေချာစစ်ဆေးပြီးထူးဆန်းတဲ့အတန်တွေထွက်လာတာကိုသတိထားမိတယ်အဲ့ဒီလူကအတန်ကိုတိတ်သွားအောင်ဆွဲကြိုးကိုချက်ချင်းဆွဲလိုက်တဲ့ဆိုင်ရှင်ကမင်းဘယ်လောက်ယူမလဲလို့မေးတယ်အဲ့ဒီလူကယူပြီး1500ပေးမယ်လို့ကမ်းလှမ်းပေမဲ့ဆိုင်ရှင်ကိုယ်တိုင်ကယူပြီး200ထောင်ပေးလိုက်တယ်ပိုက်ဆိုင်ရတဲ့အခါသူ့ရင်တွေခုန်ပေါက်သွားတယ်ပြီးတော့အဝတ်စားတွေကိုအတန်းဖော်မိန်းကလေးတယောက်ကိုပေးလိုက်တယ်မိန်းကလေးကသူ့ကိုအဝတ်စားဝတ်ပေးတာနဲ့မိန်းကလေးကအံ့အားသင့်သူအားတယ်သူမရဲ့ယောဂဝေဒနာတွေအားလုံးချက်ချင်းပျောက်သွားတယ်လို့ပဲမိန်းကလေးကသူ့ကိုယူပြီး200သူညာချက်ချင်းပေးတော့အဲ့ဒီလူကနောက်ထပ်ယူပြီး200သူညာထက်ရသွားတယ်နောက်တနေ့မှာသူဟာအဲ့ဒီရှိုးဝဆန်းကျဲတဲ့နေရာကိုပြန်သွားတယ်အဲ့ဒီမှာဘသူ့ကိုမဆိုထိန်းချုပ်နိုင်တဲ့အယုတ်တယုတ်ဘသူစီကမှအမှန်တရားကိုထုတ်ယူနိုင်တဲ့ခေါင်းလောင်းတစ်လုံးနဲ့ယောဂတိုင်းကိုကုသပေးနိုင်တဲ့ဆေးလုံးတွေပြည့်ပါတယ်ဘူးတပူးကိုသူတွေ့လိုက်တယ်သူလက်တွေ့ဘဝကိုပြန်ရောက်တဲ့အခါသတင်းထဲမှာဘီလီယံနာတယောက်တည်တော့မယ်ဆိုတာတွေ့လိုက်ရတယ်သူ့ကိုကုသပေးနိုင်ရင်သူ့ကံကြမ္မာကထာဝရပြောင်းလဲသွားလိမ့်မယ်လို့သူခံစားလိုက်ရတယ်ချက်ချင်းပဲဘီလီယံနာရဲ့သမီးစီသွားပြီးမင်းရဲ့အဖေကိုကယ်တင်နိုင်တဲ့ဆေးရှိတယ်လို့ပြောတယ်မိန်းကလေးကသူ့ကိုကားထဲချက်ချင်းဝင်ထိုင်ခိုင်းပြီးအိမ်ပြန်ခေါ်သွားတယ်တကားဝမှာသူ့ရဲ့ရေးစားဟောင်းနဲ့တွေ့ပြီးသူ့နှလုံးသားထဲမှာဒဏ်ရာဟောင်းတွေလက်ဆက်နေတဲ့ရက်ဆက်မှုကိုတတိယလိုက်တာနဲ့သူမရဲ့တပ်ပုံကိုအဲ့ဒီအယုံမှာကတ်လိုက်ပြီးနောက်တစ်စက္ကန့်မှာပဲသူ့ရဲ့ရေးစားဟောင်းကခွေးလိုဟောင်းနေတဲ့လူတွေရဲမောလိုက်ကြတယ်အမျိုးသားကတော့ကားထဲမှာထိုင်ပြီးပြုံးရှင်စွာထွက်သွားပြီးမိန်းကလေးနဲ့အတူထွက်သွားကြတယ်